တရားညီမလေးနာမည်ဘယ်လိုခေါ်ပါသလဲ ဟုတ်ကဲ့ပါကျွန်တော်နာမည်ကနောင်ခေါ်ပြပါရှင် ဒီနေ့ညီမဒီ National Gallery ရှေ့မှာ Trafalgar Square ရှေ့မှာကျင်းပတယ်ဒီနေ့ပွဲကဘာအတွက်ပြုလုပ်ပါသလဲအဲ့ဒါလေးကိုသိချင်လို့ပြောပြပေးပါဒီပွဲကကျွန်တော်တို့ခေါင်းဆောင်တော့စန်းစုကြည်ကိုလွတ်မြောက်တဲ့ပွဲကိုကြိုဆိုပါရရှင်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်လန်ဒန်ရောက်တယ်ညီမចောင်းသားចောင်းသားတယောက်အနေနဲ့လူငယ်တယောက်အနေနဲ့ဒီလိုမျိုးဒေါ်ဆန်းစုကြည်ဥဆောင်တဲ့ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲမှာညီမအနေနဲ့ဘယ်လိုအခမ်းကဏ္ဍအနေပြီးတော့ပါဝင်ပါလဲရှေ့ဆက်ပြီးတော့ဒီလိုမျိုးပဲတက်တက်ကြွကြွပါဝင်ပါလားဆိုတာသိချင်ပါတယ်အဲ့ဒါလေးဖြေကြားပေးပါဟုတ်ကဲ့ပါရှေ့ဆက်ပြီးတော့တက်တက်ကြွပါဝင်ပါရှင်ဒေါ်ဆန်းစုကြည်ကကျွန်တော်တို့ကောင်းဥဆောင်တယောက်ဖြစ်ပါတယ်ရှင်အခုဒီနေ့သူလွတ်မြောက်ရေးအတွက်ကျွန်တော်တို့အရင်ဝန်တာပါတယ်ရှင်အရင်ကိုပြောပါရရှင်ဖြေကြားပေးတဲ့ညီမငယ်လေးကိုကျေးဇူးထူးထူးရှိပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါ